တော်ကုန်းတော်ဘောကတိတိဥမောလွယ်လွယ်မြည်တဲ့ဆွဲလဲတဲ့ဒါရစရာကြောင်းပြူ၍အေးကြံရပန်းပမာကြွီတဲ့ဘဝကိုအလွမ်းလို့မထင်မှတ်ခဲ့သူမားကိုတရားနဲ့ကခိသမီဘဝအေးကြံရယောဂီအောင်ဝိစုံလေးနဲ့တရားရိပ်ကိုကအေးကြံရာသူဘဝလေးမှာဖရာပန်တွေကဒီမျိုးတရားပွားလို့နေจิตသူထံမှာจิตသမီးလေးကိုစွန့်၍ပေးအခါဖရာရိပ်ကိုရေညိုတော်ကုန်းတော်ဘောကစီတီဥမောလွယ်လွယ်မြည်တဲ့ဆွဲလဲတဲ့ကာယစရာကြောင်းပြူ၍ဤကြံရပန်းပမာကြွီတဲ့ဘဝကိုအလွမ်းလို့မထင်မှတ်ခဲ့သူမားကိုတရားနဲ့ကခိသမီဘဝဤကြံရယောဂီအောင်ဝိစုံလေးနဲ့ဖရာရိပ်ကိုကအေးကြံရာသူဘဝလေးမှာဖရာပန်တွေကဒီညိုတရားပွားလို့နေจิตသူထံမှာจิตသမီးလေးကိုစွန့်၍ပေးအခါဖရာရိပ်ကိုရေကရံလိုင်းပုဂ္ဂိုလ်ပြောခိုင်းကလေးဘုရားရိပ်ကိုဝင်တော်ဤကြံရာသူဘဝလေးမှာသာရုခေါ်နေဤတာကစကားပြောကြနေသမီးလေးနာမည်ဘယ်လိုခေါ်ရလဲမေသမီးလေးနာမည်ဒီစီပေးတဲ့ဥယျာဉ်မှုမီလို့ခေါ်တာတယ်။သမီးစီနဲ့မိတ်ဆက်လို့ပြီးမယ်။စကားလေးတွေဒီကုန်းကဖွဲ့လို့ရဲ့ဥယျာဉ်မှုကြီးရာချစ်သမီးလေးခေါ်လာဖို့ချာပုံဖွဲ့၍နေတဲ့ဥယျာဉ်မှုချစ်သမီးလေးခေါ်လာသူကိုကြခနဲ့မြင်လို့ရင်ခွဲမတတ်ဖြစ်လို့နေဝမ်းသာခြင်းများနဲ့ရာဥယျာဉ်မှုလေးယူ
တော်ကုန်းတော်ဘောကစီတီဥမောအလွင်လွင်မြည်တဲ့ဆွဲလဲရန်သာယာစရာကြောင်းပြူ၍ဤကြံရသံပမာကြီးတဲ့ဘဝကိုအလွမ်းလိုမထင်မှတ်ခဲ့သူအမားကိုတရားနဲ့သူကပြည့်စမိဘဝဤကြံရယောဂီအောင်ဝိစုံလေးနဲ့ဘုရားရိပ်ကိုကဤကြံရသူဘဝလေးမှာဘုရားပန်တွေကဤညိုတရားပွားလို့နေจิตသူထံမှာจิตသမီးလေးကိုစွန့်၍ပေးအခါဘုရားရိပ်ကိုကြည်နေကရံလိုင်းပုဂ္ဂိုလ်ပြောခိုင်းကြလေဘုရားရိပ်ကိုဝင်နာဤကြံရာဒီဘဝလေးမှာသာရုသောနေဤတာကစကားပြောကြနေသမီးလေးနာမည်ဘယ်လိုခေါ်ရလဲမေသမီးလေးနာမည်ဖြည်းဖြည်းပေးတဲ့ဥယျာဉ်မှုမီလို့ခေါ်ပါတယ်သမီးဖြည်းဖြည်းနဲ့မိတ်ဆက်လို့ပြီးမယ်စကားလေးတွေဒီကုန်းကဖွဲ့လို့ရဲ့ဥယျာဉ်မှုကြီးရာစေတမီလေးခေါ်လာဖို့ရှားပုံဖွဲ့၍နေတဲ့ဥယျာဉ်မှုစေတမီလေးခေါ်လာသူကိုရခနဲ့မြင်လို့ဒီဝဲမတတ်ဖြစ်လို့နေဝမ်းသာခြင်းများနေတာဥယျာဉ်မှုလေးသူ